ရေကင်းဆိုတာမြင်ဘူးသူတိုင်းထက်တော့ထူးဆန်းတဲ့ပုံစံရှိတဲ့သတ္တဝါတစ်မျိုးပါတကယ်တော့သူတို့ဟာကမ္ဘာပေါ်မှာဒိုင်နိုဆောတွေထက်တောင်စောပြီးပေါ်ပေါက်ခဲ့တာဖြစ်လို့တက်ရှိကြောက်ဖြစ်ရုပ်ကျွင်းလို့တင်စားခေါ်ဝေါ်ကြပါတယ်သူတို့ရဲ့တက်တန်းဟာနှစ်ပေါင်းတန်းလေးလာ90ကျော်ရှိနေပါပြီဒီလောက်ကြာမြင့်တဲ့အချိန်အတွင်းမှာသူတို့ရဲ့ပုံသဏ္ဍာန်ဟာတိတိတတ်တာဖြောင်းလဲသွားခြင်းမရှိတာကလည်းအံ့ဩစရာပါပဲရေကင်းတွေရဲ့ထူခြားချက်တစ်ခုကတော့သွေးပါသူတို့မှာလူတွေလိုအနီရောင်သွေးမရှိပဲအပြာရောင်သွေးရှိပါတယ်ဒီသွေးထဲမှာကြီးနီထပ်ပါဝင်မှုမြင်မာတာကြောင့်အပြာရောင်ထည့်နေရတာပါဒီအပြာရောင်သွေးဟာဆေးပညာလောကအတွက်အလွန်တန်ဖိုးရှိပါတယ်ကတိရိယာပိုးမွှားတွေကိုရှာဖွေရမှာအလွန်ထိရောက်တာကြောင့်ကာကွယ်ဆေးတွေနဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတွေပိုးမွှားကင်းစင်ကြောင်းစမ်းသပ်တဲ့နေရာမှာမရှိမဖြစ်အသုံးပြုရပါတယ်ဒါအပြင်သူတို့မှာမျက်လုံးတစ်စဲလုံးတောင်ပါဝင်ပြီးခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာရှိမိတတ်ပါတယ်ဒါကြောင့်ပတ်ဝန်းကျင်ကိုအာရုံခံနိုင်စွမ်းအလွန်ကောင်းမွန်ကြတာပါရေတင်းတွေကိုမြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းဒေသတွေမှာလည်းတွေ့ရတတ်ပါတယ်ဒါပေမဲ့သူတို့ကိုစားသုံးမယ်ဆိုရင်တော့သတိထားဖို့လိုပါတယ်ရေကင်းမှာအဖိုးနဲ့အမဆိုပြီးနှစ်မျိုးရှိပြီးမျိုးစေ့အချို့မှာအစိတ်ရှိတဲ့တာကြောင့်တေချာမတိပဲစားမိရင်အသက်အန္တရာယ်ရှိနိုင်ပါတယ်ဒီလိုရှေးကြမီဆေးပညာအသက်အရေးပါတဲ့ရေကင်းတွေကိုကဘာတဝင်းမှာမျိုးသုံးမသွားအောင်ထိမ့်သိမ်းစောင့်ရှောက်ဖို့စူးစမ်းနေကြပါတယ်တဘာဝတရားရဲ့အံပွဲလက်ရာတစ်ခုလိုပဲဆိုရမှာပါပဲ